ကြပါအောင်ရှင်ကဲကြပါအောင်ကျမသမီးလေးကိုလူတစ်ယောက်ကတိုက်ခိုက်ပြီးကျမကိုမရင်းချင်ဖို့လုပ်နေလို့ပါကဲကြပါအောင်ရှင်ဟဲ့ကောင်မနေပါစားကိုနင်းကိုယ်တိုင်ပိတ်မလားဘာပိတ်ပေးရမလားနင်းဒီတော့အော်နေရင်တော့ရွာကလူတွေကတယောက်မှကြောက်မှာမဟုတ်ဘူးကောင်မရဲ့ဒီချိန်မှာတော့ဝင်းမောင်တယောက်ပြောတာကအမှန်ပဲဖြစ်ပြီးဒီရွာလုံးကပင်စီရွာမှာကျင်းပနေတဲ့ဖျားပွဲကြောင့်အားလုံးဒီဘပွဲကင်းကိုရောက်နေကြတာမို့အခွင့်ကောင်းကိုဘယ်ချိန်ကလေးကစောင့်နေမှမသိရဲ့ဝင်းမောင်အတွက်အရာရာကအဆင်ပြေနေခဲ့တာဖြစ်ပါတယ်ဒါကြောင့်လဲမတင်းမာကိုသူ့ရဲ့စိတ်တိုင်းကြရိုက်နဲ့ကန်ကြောက်ပြီးရဲရဲဆက်ဆက်မရင်းကျင်းခဲ့တဲ့အပြင်ရွာလူကြီးနဲ့သွားတိုင်ရင်လည်းသူ့ရဲ့မတမီးလေးကိုပါမရင်းကျင့်မယ်လို့ချင်းချောက်ခဲ့တာဖြစ်ပါတယ်သူကမရင်းကျင့်ရုံနဲ့မဟုတ်ပဲတမီးလေးရဲ့ဘဝကူမှာဖြည့်ဆည်းပြစ်မယ်ဆိုတဲ့စကားကြောင့်မတင်းမာတဲ့အမှုဓမ္မဝင်းမောင်ရဲ့အတင်းကျပ်မရင်းကျင့်ခြင်းကိုတော့အာရင်ချက်နေတဲ့အထိခံခဲ့ရတယ်ဗျာဒီလိုနဲ့ရွာကလူကြီးတွေကိုလည်းတွားပြီးတိုင်းတန်းတာမျိုးမလုပ်ရဲတဲ့အပြင်အင်းအားကလည်းမမျှတတာမို့မူဓမ္မဝင်းမောင်ရဲ့နေစဉ်ရက်ဆက်ရုံမှခြင်းကိုခံခဲ့ရပါတယ်မတင်းမာကမိခဲ့တဲ့ရင်းနှီးတဲ့ဒုတိယဖြစ်ပေမဲ့လည်းဖျားပွဲကျင်းပတဲ့နေ့ကပင်စီရွာလေးမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်အဆိုးကြောင့်မိခဲကလည်းမတင်းမာနဲ့မတွေ့ဖြစ်ခဲ့တာဖြစ်ပါတယ်ပင်စီရွာလေးမှာဖျားပွဲကျင်းပပြီးနောက်တနေ့မနက်မှာပဲရွာမှာရှိတဲ့ကာလာသားကောင်းကိုဆိုးနဲ့အိုးရကြီးကိုချက်ကြီးတို့နှစ်ယောက်ဟာခေါင်းတွေပြက်ပြီးမရှုမလှတေးပွဲဝင်ခဲ့ရပါတယ်ပြဒနာရဲ့အရင်မြစ်ကတော့အင်မတန်မိစ္ဆာဓာတ်တွေအားပြင်းလွန်းတာကိုခန်းစားမိတဲ့မိခဲကဖျားပွဲကျင်းပပြီးတဲ့မနက်ခင်းမှာမင်္ဂလာမရှိတဲ့မြင်ကွင်းတစ်ခုကြောင့်သူ့အတွက်တာဝန်တစ်ခုထပ်တိုးလာပြီစုကိုတီးလိုက်ပါတော့တယ်ဒါကြောင့်ပဲမိခဲကတည်သွားတဲ့လူတွေကိုအလောင်းမြေချဖို့နဲ့မိသားစုဝင်တွေကိုအားပေးနေခဲ့ရတာကြောင့်သူနဲ့ရင်းနှီးတဲ့ဒူရီစီကိုမရောက်ဖြစ်ပဲဖြစ်နေခဲ့ပါတယ်